ဒီဇလန်ကကိုလို့ခေါ်တဲ့ကောင်မလေးတယောက်ရဲ့အိမ်မက်နဲ့စတင်ခဲ့ပါတယ်။သူမနေထိုင်တဲ့ကဘာမှာစုံမတွေကိုဂုံပြုတ်ချီးမြှင့်ကြပါတယ်။အံ့ဩဖွယ်ရာတွေဖန်တီးနိုင်လို့ပါ။ကိုကလည်းတနေ့မှာစုံမတယောက်ဖြစ်လာဖို့အိမ်မက်မက်ခဲ့သူပါ။တနေ့မှာကိုကသူမရဲ့အမေနဲ့အတူအိမ်မှာအဝတ်လန်းနေတော့ပက်ဂဆတ်လို့ခေါ်တဲ့မြင်းပြန်လဲတစီအိမ်အနီးကိုဆင်းသက်လာတာကိုမြင်လိုက်ရပါတယ်။သူမအနီးနားမှာဒီလိုမြင်းပြန်လဲမျိုးမြေပြင်ပေါ်ကိုဆင်းသက်တာကိုမမြင်ဖူးခဲ့ပါဘူး။ဒါနဲ့ကိုကအမေကိုမြင်းပြန်လဲသွားကြည့်ဖို့ခွင့်တောင်းပါတယ်။ကိုနဲ့စကားပြောပြီးနောက် key phrase ဆိုသူကမော်လေးကိုပြုပြင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။သူကမော်ပညာကိုလူအများမြင်အောင်မလုပ်ချင်ဘူးလို့ပြောတာကြောင့်သူ့အလုပ်ရုံကိုအသုံးပြုခွင့်ပေးဖို့ကိုကကမ်းလှမ်းခဲ့ပါတယ်။ key phrase ကတော့သူ့ကိုဘယ်သူမှမကြည့်ရဘူးဆိုပြီးတကားဝမှာစောင့်ခိုင်းလိုက်ပါတယ်။ Guy Frey ကမော်ပညာကိုဘယ်လိုသုံးလဲဆိုတာကိုကြည့်ဖို့ကိုနဲ့သူ့တငယ်ချင်းတွေကအိမ်ခေါင်မောပေါ်ကနေချောင်းကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့ Guy Frey ကရှုဝက်ချက်တွေကိုအပြည့်အဝဖုံးကွယ်ထားခဲ့ပါတယ်။ကိုကတော့အိမ်ခေါင်မော hash ကနေတိတ်တိတ်လေးဝင်ခဲ့ပြီးမောပညာရဲ့လူဝက်ချက်ကိုတီးသွားခဲ့ပါတယ်။ကိုက Guy Frey ကမှော်စာအုပ်ထဲမှာပုံဆွဲယုံနဲ့မှော်ပညာကိုအသက်ဝင်စေတာကိုတွေ့လိုက်ရပါတယ်။ဒါဆိုရင်သူငယ်စဉ်ကမှော်စာအုပ်နဲ့အတူရခဲ့တဲ့တုတ်ချောင်းကမှော်ချိန်လုံးမဟုတ်ပဲမှော်ဘောပင်ဖြစ်ရမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒီလျှို့ဝှက်ချက်ကသူမစုံမတစ်ယောက်ဖြစ်လာဖို့အိမ်မက်ကိုပြန်လေအသက်ဝင်စေခဲ့ပါတယ်။ကိုကမော်စာအုပ်ထဲကပုံတွေကိုစားပြီးလေ့ကျင့်လိုက်ပါတယ်။ဒါပေမဲ့သူမဆွဲတဲ့မော်ဆက်ဝိုင်းကမပြည့်စုံသေးပါဘူး။ကန်ကောင်းစွာနဲ့မင်းတစ်ဆက်ကြပြီးဆက်ဝိုင်းဖြည့်ထွက်တဲ့အခါအခန်းထဲမှာမီးရှူးမီးပန်းတွေပွင့်ထွက်လာခဲ့ပါတယ်။ဒါဟာကိုတို့အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့သူမမတီးလိုက်ပဲအမေကိုကြောက်ရွံ့ဖြစ်စေတဲ့တားမြစ်ထားတဲ့မော်ပညာတစ်ခုကိုအသက်ဝင်စေခဲ့ပါတယ်။ Guy Frey ကကိုမော်ပညာအကြောင်းရှုပ်ဝတ်ထားဖို့ပြောပါတယ်။ကိုကအမေကိုကယ်တင်ဖို့အတွက်မော်ပညာကိုဆက်လေလာခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့သူမ Master Guy Frey ရဲ့တပည့်အဖြစ်လက်ခံခံရသည့်အတေလီယာကိုရောက်ရှိခဲ့ပါတယ်။ကိုဟာ Guy Frey ရဲ့ကျောင်းသူတေတီယာနဲ့ Richard နဲ့အတူအကောက်ကိုလည်းတွေ့ဆုံခဲ့ပါတယ်။အကောက်ကကိုအပြင်းလူတစ်ယောက်အဖြစ်သဘောထားပြီးခါတပီဆက်ဆံနေပါတယ်။ Guy Frey ကကိုမော်ပညာရဲ့ထမိုင်းကြောင်းအကြောင်းပြောပြခဲ့ပါတယ်။ရှေးခေတ်တုန်းကမော်ပညာကိုလူတိုင်းသုံးနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့မော်ဆွမ်းအားကြီးမားတဲ့လူတွေဟာတာဝန်ယူစိတ်မရှိတာကြောင့်ကဘာကြီးကပရမ်ပရာထစ်သွားသေးပါတယ်။ဒါကြောင့်ငိမ့်ချမ်းရေးလိုလားတဲ့စုံမတွေကလူသားတွေရဲ့မော်ပညာမညံ့ကိုဖျက်ဆီးခဲ့ပြီးမော်ပညာရှုပ်ဆွချက်ကိုထိမ့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Guy Frey ကကို Tower of Tones ကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမျှော်စင်မှာလူသားတွေတည်တဲ့မှော်ပညာစာအုပ်တွေအားလုံးကိုစုဆောင်းထားတယ်လို့ပြောပြခဲ့ပါတယ်။တားမြစ်ထားတဲ့မှော်ပညာစာအုပ်တွေလည်းပါဝင်ပါတယ်။ဒါပေမဲ့အဲ့ဒီမျှော်စင်ကိုတွားဖို့အတွက်စုံမတစ်ယောက်အနေနဲ့စမ်းသပ်မှုတွေကိုအောင်မြင်ဖို့လိုအပ်ပါတယ်။ကိုဟာEgot နဲ့ DTR တို့လိုစုံမတင်တန်းသူမဟုတ်သေးပဲလေ့ကျင့်မှုတွေရဖို့အတွက်Egot ကသူမကိုအန်ဒီရဲ့များတဲ့စမ်းသပ်မှုတစ်ခုကိုစီလွတ်လိုက်ပါတယ်။အဲ့ဒါက data တောင်ထိပ်ပေါ်ကပန်းတပွင့်ကိုခူးခိုင်းတာဖြစ်ပါတယ်။ကိုအနေနဲ့ဒီစမ်းသပ်မှုကိုမအောင်မြင်ဘူးဆိုရင်အက်တိုလီယေကနေထွက်ခွာရမှာဖြစ်ပါတယ်။ Guy Frey ကခေါကိုမော်ပညာကိုဘယ်လိုစနစ်တကျလေ့ကျင့်ရမယ်ဆိုတာပြောပြခဲ့ပါတယ်။ခေါကိုကလည်း Guy Frey သင်ပေးတဲ့အတိုင်းမော်ပညာကိုလေ့ကျင့်ခဲ့ပါတယ်။ Guy Frey ကခေါကိုရဲ့ရေးဆွဲမှုတွေကညံပြင်းနေတာကိုသတိထားမိခဲ့ပြီးခေါကိုအတွက်ပိုတင်တော်တဲ့မော်ဘောပင်ကိုရှာဖွေပေးဖို့မော်ပစ္စည်းအယောင်ဆိုင်ကိုခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Guy Frey ကကိုနဲ့တခြားမင်းကလေးတွေကို Kel လို့ခေါ်တဲ့စုံမမျိုးကိုခေါ်ထားခဲ့ပါတယ်။အဲ့ဒီမျိုးမှာမော်ပညာကိုဖန်တီးပုံအမျိုးမျိုးကိုမြင်တွေ့ခဲ့ရပါတယ်။ကိုဟာငယ်စဉ်ကမော်စာအုပ်ကိုရောင်းခဲ့တဲ့မျက်နှာဖုံးဆွစုံမကိုရုပ်ကရမြင်လိုက်ရတာကြောင့်သူ့နောက်ကိုပြေးလိုက်ခဲ့ပါတယ်။ကိုတခြားမင်းကလေးတွေနဲ့ Brush Buddy ကိုရဲ့အိမ်မွေးတရိတ်ဆန်ကလိုက်ခဲ့ပါတယ်။ဒါပေမဲ့မြို့ရဲ့လျှို့ဝှက်လမ်းကြားတွေကိုရောက်သွားပြီးမြို့တွေထူထပ်လာတဲ့အခါမှာတော့သူတို့အားလုံးပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့မမျှော်လင့်မဲအခြားနေရာတစ်ခုကိုရောက်ရှိသွားခဲ့ကြပြီးမကြာမီမှာပဲကြောက်စရာကောင်းတဲ့နဂါးတစ်ကောင်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။မိန်းကလေးတွေကနဂါးကိုရှောင်ရှားကိုကြိုးစားခဲ့ကြပါတယ်။ကိုကတက်တီယာရဲ့တင်းတိုက်မော်ပီနာကိုအသုံးပြုပြီးနဂါးကိုအိတ်ပြိုတော်လုပ်ဖို့အကြံပေးခဲ့ပါတယ်။အာဂတ်တက်တီယာနဲ့ရီချာတို့ကလည်းကိုရဲ့အကြံကိုလိုက်နာခဲ့ကြပြီးစီးလုံးညီညွတ်စွာနဲ့မော်ပီနာကိုဖန်တီးခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ငကားကြီးကိုအိပ်ပျော်သွားအောင်လုပ်နိုင်ခဲ့ကြပါတယ် မင်းကလေးတွေဟာတကားဝကမှော်တစိတ်ကိုဖျက်ကျော်ပြီးရှို့ဝက်ထောင်ချောက်ကနေလွတ်မြောက်ဖို့ကြိုးစားခဲ့ပါတယ်ဒီလိုနဲ့ Guy Free ကလည်းသူတို့ကိုကယ်တင်ဖို့ရောက်လာခဲ့ပါတယ်ဒါပေမဲ့ကိုကတော့ Rogue Witch မျက်နှာဖုံးစွပ်စုံမရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပါတယ် Rogue Witch ကကိုကီးမတင်ပေးနိုင်တဲ့အသိပညာလက်ဆောင်ပေးခဲ့ပါတယ် ကိုတတိပြန်ရလာတဲ့အခါသူမဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုမှတ်မိခြင်းမရှိပါဘူးကီဖရေက Rogue Witch အကြောင်းကိုစုံစမ်းဖို့နာနိုဝါကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဒီအကြောင်းကို Nice Morales ဆုံးမစစ်တဲ့တို့များကိုမပြောဖို့တားမြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ Inspector Oreo ရောက်လာခဲ့ပြီးကိုဟာတားမြစ်ထားတဲ့မော်ပညာရဲ့တားကုံစစ်တဲ့အတွက် Nice Morales ကိုလွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါတယ်ကီဖရေကကိုကာကွယ်ပေးခဲ့ပြီးသူမရဲ့မှတ်တမ်းဖို့အတွက်ဘယ်လိုအန်တရယ်မျိုးကိုမဆိုရင်ဆိုင်ဖို့အသင့်ရှိနေကြောင်းပြသခဲ့ပါတယ် Guy Free ရဲ့ကာကွယ်ပေးမှုကြောင့်ကိုရဲ့မှတ်ဉာဏ်တွေဟာလုံခြုံခဲ့ပါတယ် Olrio ဟာကိုရဲ့ပထမဆုံးမှော်ပညာအတွေ့အကြုံဖြစ်တဲ့ Glowstone Path တောက်ပြောင်တဲ့ကြောက်တုံးလမ်းကိုဖန်တီးခဲ့သူဖြစ်ပါတယ်ဒီအကြောင်းကိုသိရတဲ့အခါကိုရဲ့မှော်ပညာအပေါ်ချစ်ခင်မှုတွေပိုတိုးလာခဲ့ပါတယ်ကိုဟာစာတွေကိုဖတ်ပြီးမှော်ပညာကိုလေ့ကျင့်ရတာပင်ပန်းလာတဲ့အခါ Guy Free ကသူမကိုချက်ပြုတ်ခြင်းနဲ့မှော်ပညာကိုပေါင်းစပ်ပြီးလက်တွေ့ဘဝမှာဘလို့အသုံးပြုနိုင်တယ်ဆိုတာကိုသင်ပေးခဲ့ပါတယ်ဒီလိုနဲ့ကိုဟာသူ့ရဲ့ပထမဆုံးပြီးပြည့်စုံတဲ့မှော်မီးလုံးကိုဖန်တီးနိုင်ခဲ့ပြီးရေခဲမုံတွေကိုဖန်တီးနိုင်တဲ့အထိတိုးတက်လာခဲ့ပါတယ်မိုးတိုင်းထန်စွာရွာသွန်းပြီးရေကြီးရေလျံမှုဖြစ်ပွားခဲ့ရာကိုနဲ့တင်တန်းသူတွေဟာရေဘေးတင်ပြည်သူတွေကိုကယ်ဆယ်ဖို့သွားခဲ့ကြပါတယ်အကော့က Master Guy Free ရဲ့အထင်ကြီးမှုကိုရဖို့အတွက်အရေးကြီးတဲ့အလုပ်တွေကိုလုပ်ချင်ခဲ့ပါတယ်။ဒါပေမဲ့သူမကိုခလေးတစ်ယောက်လိုဆက်ဆံခံရတာကြောင့်စိတ်ပြက်ခဲ့ရပါတယ်။ကိုဟာသူမရဲ့မောပညာကိုအသုံးပြုပြီးရည်နစ်နေတဲ့သူတွေကိုကယ်တင်ခဲ့ပါတယ်။သူမရဲ့အံ့မခံမောစွမ်းအားကြောင့် Nice Morales ကကိုတားမြစ်ထားတဲ့မောပညာကိုအသုံးပြုခဲ့တယ်လို့ဆွဆွဲပြီးအပြစ်ပေးဖို့ဖမ်းဆီးခဲ့ပါတယ်။